သားကိုတန်တရားဖြစ်တယ်ဆိုတဲ့ကတ်ကတော့နိုင်ငံတကာခိုင်းမှဒါသူတို့ဒါလုပ်နေကြတာတော့ကျွန်တော်တို့ပြည်မှာကျွန်တော်တို့အားလုံးဒီမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ဒီကတ်နဲ့ကျွန်တော်တို့လုံးဝမဆိုင်ဘူးနိုင်ငံခြားတန်တရားကျွန်တော်တို့တန်တရားဖြစ်ကြလည်းမလို့တန်တရားဖြစ်လို့ရှိရင်လည်းဖမ်းပြီးတောင်းနဲ့ထည့်လိုက်ရုံပဲရှိတာဒီကတ်နဲ့ကျွန်တော်တို့ဘာမှမဆိုင်ဘူးเนาะအဲ့ဒါဖြစ်တဲ့အတင်ဖြစ်တင်ကြတာကျွန်တော်တို့ဟင်းကူကြီးကကျွန်တော်ရဲ့မိတ်ဆွေလေး2ယောက်ကလမ်းပြီးဆက်တယ်ကျွန်တော်တို့ဖလန်ဘိုးမှာဒီကိစ္စတွေဒါပြီးကိုကျွန်တော်တို့လာဘကเนาะတူဦးစီးမှုလာပြကြမှာသူတို့အစည်းအဝေးလုပ်တယ်เนาะအဲသူတို့အစည်းအဝေးပြီးမွတ်စလင်ရွာ9ရွာကိုပဲခွဲပြီးခေါ်ပါတယ်เนาะကျွန်တော်တို့စင်ငိုင်မြို့နယ်မှာရွာပေါင်းရာ200ကျော်300ရှိပါတယ်အဲ့ဒီမှာကျွန်တော်မွတ်စလင်ရွာဖြစ်တဲ့တပည့်ဆွဲရဲ့နောက်တော်ပါရဲ့ပလိတ်ကဲခံလူလက်ပံကြိုက်ဖလန်မိုဟင်းမှုဆိုတဲ့ဒီရွာတွေကိုခေါ်ပြကြမှာသူတို့ကဒီကတ်တွေကိုယူကြပါဒီကတ်တွေယူလို့ရှိရင်နံပါတ်1ကျွန်တော်ဗန်နေမှာဗန်နေထုတ်တာသူငွေကျွန်းတွေထုတ်တာမှလွယ်ကူလိမ့်မယ်မှတ်ပုံနေမရှိပေမဲ့လည်းဒါပြီးလို့ရှိရင်စိုက်ကယ်လိုင်စင်လုပ်တဲ့အချိန်မှာလွယ်ကူလိမ့်မယ်ဟတ်သွားတဲ့အချိန်မှာလွယ်ကူလိမ့်မယ်ခင်ဗျားတို့တမရလုပ်လို့မရတာတခုပဲသူတို့ပြောတဲ့စီယုံလေးကဒါလေးတွေယူကြပါဆိုတော့ကျွန်မဒါလေးတွေကိုကျွန်တော်တို့မတိနားမလဲတဲ့လူတွေကိုညာပြီးတော့ကျွန်မလှည့်စားပြီးမှဒါမျိုးတွေအစီအဝေးလုပ်တယ်ကျွန်တော်တို့ကလည်းအဲ့ဒါတိတ်မသိသေးဒီအစီအဝေးဒါတရားသတင်းကျွန်တော်ကြားလိုက်တဲ့အချိန်မှာမင်းတို့ငါမင်းမယ်ဆိုကျွန်တော်တို့ရဲ့နော်ဒီနေ့ဥတွေကြံပြီးဖြစ်တဲ့အချင်းတွေဥပဒေစီဖြစ်တဲ့အချိန်မှာဒါကျွန်တော်နဲ့လုံးဝမဆိုင်ဘူးတဲ့ယူစရာမလိုဘူးတဲ့ဒါကျွန်တော်တို့ကိုအမုန်းတိုက်ပေးတာတဲ့နော်အဲ့ဒါအဲ့မှာကျွန်တော်တို့ဒီနေ့ဒီဟာကျွန်တော်နဲ့မဆိုင်ဘူးဆိုတဲ့အချိန်မှာကျွန်တော်တို့ချက်ချင်းခေါ်တယ်လာခဲ့အဲ့တော့မင်းတို့ဒီဥစ္စာတွေလုံးဝယူစရာမလိုဘူးနော်ဘလို့ဖြစ်နေတာတော့လာပြောတယ်မှာသူတို့ဖြစ်ရတဲ့ဖောင်လေးပါကျွန်တော်စီယူလာပါတယ်အဲ့ဒီဥစ္စာကဘယ်မှာလုပ်နေလို့ရှိရင်ကျွန်တော်တို့ခံလူရွာမှာဒီလိုလုပ်တဲ့အချိန်မှာမသိနားမလဲတဲ့လူ73ဦးလောက်ကတရားတွေကိုလက်ခံပြီးဖောင်ဖြည့်လိုက်ပါတယ်နော်အဲ့မှာဖြည့်ပြလိုက်တဲ့အချိန်မှာကျွန်တော်အဲ့ဒီမှာဒါအစည်းအဝေးခေါ်ဆိုပြီးမှချက်ချင်းကျွန်တော်လမ်းပြီးကျွန်တော်ကိုလမ်းဆက်တဲ့အချိန်မှာကျွန်တော်ကိုကလည်းအိုမာတွေဗုဒ္ဓကြီးစီလမ်းဆက်လိုက်တဲ့အချိန်မှာမနေ့က9နာရီအစည်းအဝေးလုပ်ပါမယ်ဆိုပြီးကျွန်တော်တို့အဖွဲ့ကြီး9ဘွဲ့အပြင်ကျွန်တော်တို့မန္တလေးမြို့မှာကျွန်တော်တို့ဒီကအဖွဲ့ရဲ့ကျွန်တော်ဆလာရက်တို့အိုမာအဖွဲ့ရဲ့ကျွန်တော်တို့ပေါင်းလို့ဒီမှာဒီကိစ္စကကျွန်တော်တို့နော်ဒီကိစ္စကကျွန်တော်တို့တက်တက်ခွဲကြတာနော်ဘာလို့မွတ်စလင်တွေကြည့်ပြီးရဘလို့ကျွန်တော်တန်တဲ့ဖြစ်တဲ့ကပေးရတာတနိုင်ငံလုံးပေးမယ်လို့ဆိုရင်တနိုင်ငံလုံးကိုအဖြူဆိုကျွန်တော်ဖြူရုံပဲတနိုင်ငံလုံးဝါရင်ကျွန်တော်တို့ဝါရုံပဲဟုတ်တယ်မလားဘာလို့မွတ်စလင်တွေကြည့်မှဒီကကျွန်တော်တို့ကွက်ပြီးမှဒီနိုင်ငံသားတန်တဲ့ဖြစ်တဲ့ဆိုပေးတာတော့ကျွန်တော်တို့ဒါကိုလက်မခံဘူးလက်မခံတဲ့အတွက်ကျွန်တော်တို့ဒါပြဖြစ်မယ်ဆိုကျွန်တော်တို့အုပ်စုခွဲပြီးမှကျွန်တော်ဘက်ကားတွေစီစဉ်ခွဲကြမှာကျောက်ဆယ်ကိုသွားတယ်စုလေးကုန်းကိုသွားကြတယ်ဖလန်မိုကိုကျွန်တော်ကိုယ်တိုင်သွားတယ်ဟင်းကိုကျွန်တော်ကိုယ်တိုင်သွားတယ်တပတ်ဆွဲကိုကျွန်တော်ကိုယ်တိုင်သွားတယ်ကျွန်တော်ကိုယ်တွေကနောက်တော့ပါတို့ခံလူတို့ခွဲသွားပြီးဒါတို့လက်မခံဖို့ဆိုတဲ့အချိန်မှာအားလုံးကလည်းသဘောပေါက်သွားတယ်ဒါတက်တက်ကျွန်တော်တို့ခွဲကြတာနော်အစ္စလာမ်ဘာသာကိုးကွယ်တာတခုနဲ့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဒီအင်းဝစနေမင်းလက်ထက်ကကျွန်တော်တို့ဒီအဲ့ဒီမှာမှန်တမ်းရဆိုရင်မှာပါတယ်နော်အဲ့ဒီမှာကျွန်တော်တို့ပတိ3900ယောက်ခွဲကြလူငယ်ဆုံးနှစ်ပေါင်း900ကျော်တက်ကနော်အဲ့ဒီမှာကျွန်တော်တို့ခံလူလက်ပံကြိုက်နော်နောက်တော့ပါတပတ်ဆွဲမှာချပေးတယ်ဆိုတာကျွန်တော်သမိုင်းနေမှာအပြည့်ပါကြတာအဲ့လူငယ်ဆုံးနှစ်ပေါင်း900ကျော်နေကိုနေခဲ့တဲ့လူတွေအခုချိန်ဒီတန်တရားဖြစ်တုံလားနော်ဟုတ်တယ်မလားအဲ့တော့တန်တရားဖြစ်စရာအစ္စလာမ်ဘာသာကိုဝင်လို့အစ္စလာမ်သားတော်လက်ခံလို့ကျွန်တော်တို့တန်တရားဖြစ်တာလားဟုတ်တယ်မလားဒါတွေကျွန်တော်တို့သမိုင်းတွေကိုသူတို့အုပ်ချုပ်တဲ့လူဖြစ်ပြီးမသိဘူးလားအဲ့တော့ဒါဘာလို့ခွဲကြရတာတော့အစ္စလာမ်မို့လို့ဘာလို့ဒီကွက်ပေးရတာတော့ဟုတ်တယ်မလားဘာလို့အစ္စလာမ်ရွာတွေကိုပြောခင်ဗျာတရုတ်တွေနေတဲ့မန္တလေးမြို့မှာသွားလုပ်ရဲလားဟုတ်တယ်မလားတရုတ်တွေရှိတဲ့ကြာခင်ဗျာနိုင်ငံကတရားပေးမှာမပေးမလုပ်ဘူးကျွန်တော်တို့အစ္စလာမ်တွေပဲလာလုပ်တာဒီကျွန်တော်တို့ကဒီကိစ္စကိုကျွန်တော်လက်မခံတဲ့အတွက်ကျွန်တော်လမ်းပြကြမှာအပွဲ9ဘွဲ့လဲဆက်တဲ့အချိန်မှာအပွဲ9ဘွဲ့လဲသူတို့စက်ကြီးတွေနဲ့တွေ့ဖို့ပြောထားတာတွေရှိတယ်ဒါဆရာအပွဲ9ဘွဲ့အနေနဲ့လည်းဒါရှိတယ်ဆိုတဲ့အတွက်ကျွန်တော်တို့ကဒီကလောလောဆယ်မှာတော့ဒါတွေလုံးဝလက်မခံနဲ့နော်ဒါဒီကျွန်တော်တို့ကိုတက်တက်ခွဲခြားတာကလည်းအစ္စလာမ်ဘာသာကိုတဲ့အတွက်လူ့အခွင့်အရေးကိုကျွန်တော်တို့ချိုးပေါက်ပြီးကျွန်တော်တို့ခွဲခြားရတာဖြစ်တဲ့အတွက်လက်မခံမှုဆိုတဲ့အကြောင်းကိုကျွန်တော်နေရာတိုင်းမှာလိုက်ပြီးပြောထားတယ်အကုန်လုံးကြော်မှာ90ရာခိုင်နှုန်း99ရာခိုင်နှုန်းကပန်းရောင်ကတ်တွေရှိတယ်နော်တကွယ်ဆွဲရမှာရှိတယ်နောက်တော်ပါမှာရှိတယ်ပလိတ်မှာရှိတယ်ခံလူမှာရှိတယ်လက်ပံကြိုက်မှာရှိတယ်ခံလူရွာဆိုတာမန္တလေးမြို့ဆိုတာမပေါ်ခင်ကနော်ဘုံမှုပါရှင်ရတဲ့အနော်ရထရင်မြန်မာနိုင်ငံခမလူဆိုတာကျွန်တော်တက်တည်ကမ်းရနေမြန်မာလူမျိုးမပေါ်ခင်ကရှိတဲ့ရွာနော်ကျွန်တော်ဖေခရီးပေါင်းမောင်ကြီးဟောတာတဲ့တမိုင်းထဲမှာအဲ့ကြောင့်ခံလူရွာအကြောင်းပါခမလူဆိုတာနေခံလူဖြစ်လာတာအဲ့ခံလူရွာဆိုတော့ပေါ်တဲ့ချိန်ရှိတဲ့ချိန်မှာဗုဒ္ဓသာသနာဆိုတာလည်းမြန်မာနိုင်ငံကိုမရောက်သေးဘူးမြန်မာလူမျိုးဆိုတာလည်းမရှိသေးဘူးနော်အဲ့ဒီချိန်လုံးတွေကရှိတဲ့ခံလူရွာအဲ့ဒီခံလူရွာမှာမွတ်စလင်တွေကအုပ်စုလိုက်ပလီနဲ့ရှိတယ်ဆိုတာရှင်းလို့ပွဲတော့900 800ကျော်တဲ့ကရှိနေတဲ့ရွာအဲ့ခံလူရွာမှာရှိတဲ့မွတ်စလင်တွေအားလုံးမှာလည်းပန်းရောင်ကရှိတယ်နော်ကျွန်တော်တို့ဒီနေ့ဖလန်ဘူးနော်လက်ပံချက်ခံလူနဲ့တကရမှာလက်ပံချက်
နောက်တော့ကစားကျွန်တော်တို့ဖလန်ဘိုးဟင်းကူအားလုံးရွာတွေမှာကျွန်တော်တို့အားလုံးဒီကျွန်တော်တို့နော်ဒီနေ့ပန်းအောင်ကတ်ရှိတယ်နောက်ကြတော့အားလုံးဒီရိုးရိုးသားသားနဲ့တောင်သူလုတ်ကင်စားနေတယ်လေရင်ကိုခရိုင်ဆိုတာမြန်မာနိုင်ငံရဲ့ one bite လို့ပြောလို့ရတယ်အဲကြောက်စင်ထဲမှာတောင်သူအများစုအားလုံးဒီကျွန်တော်တို့တောင်သူစိုက်ပေါ်ကြမှာကျွန်တော်တောင်လို့နေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပဲတွေပါလဲစိုက်ပေါ်ကြမှာနေတဲ့ကျွန်တော်ရိုးသားသားတောင်သူတွေအဲ့ဒါတွေကျွန်တော်တို့လုံငယ်သောနှစ်ပေါင်းများစွာတဲ့ကတမိုင်းရှိတဲ့လူတွေအဲ့ဒီဟာတွေကိုကျွန်တော်ဒီအကုန်လုံးမှာပန်းအောင်ကတ်ရှိရတဲ့နဲ့တက်တက်ကျွန်တော်ဒီအစိမ်းရောင်ကတ်ကိုလာလို့ဖြစ်ပါတယ်